တွေကောင်းလုံးနဲ့ခင်ပါဗျာဒီနေ့က14ရက်12လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျမနေ့ကအလင်းဝင်တဲ့ကလေးကတော့တပတ်10လောက်ကြာပါပြီเนาะအဲ့ဒါနဲ့ပတ်သက်ပြီးမှပောက်ကိုတော့ဇကားရိုက်တယ်ဇလန်းရိုက်တယ်တဲ့ဟုတ်လားပောက်ကိုတော့ဇကားရိုက်ထားလားဇလန်းရိုက်ထားလားသိကျင်တယ်ဆိုလို့ရှိရင်တော့အောင်စိုးကိုတွားမိပေါ့အောင်စိုးကမြင်းချအောင်စိုးက6လောက်မှဒဏ်ရာထိထားတယ်လေအဲ့နေရာအပီဒီယာကလေးအလင်းဝင်ပြီးမှသူတို့စခန်းပြောင်းတာပေါ့နော်စခန်းမပြောင်းခင်မှာသူတို့အုပ်အများကြီးပေါ့ဗျာနော်ဒုံးချခံလိုက်ရတယ်15ရောက်လောက်ကတော့ဆွဲပြေးရတဲ့အနေထားတခုအဲ့လှမ်းမေးပေါ့ဗျာဟုတ်မဟုတ်နော်ထိုးကြီးဘက်ဒီလှမ်းမေးပေါ့ဟိုဇလန်းစင်ပြီးရိုက်ထားလားအတုအလင်းဝင်တာအတုရောက်လားအစ်စ်လားဆိုတော့မပူနဲ့ဒီရက်ထဲမှာလည်းအလင်းဝင်တဲ့သူတွေအများကြီးလာလိုက်အောင်မယ်ဘာကြောင့်လာလဲဦးစင်းတို့ကဘာကြောင့်ရိုက်ပြရလဲဆိုတော့ဦးစင်းကတော့တတ်မတော်မဟုတ်ဘူးလေတတ်မတော်ကတော့ကလေးတွေအနေနဲ့ဖြစ်မှနဲ့ဟိုကဖြစ်မှနဲ့ဦးစင်းတို့ကတော့ရာဦးလေဦးစင်းတို့ကတော့မရဘူးရိုက်ပြရမှာပဲရိုက်ပြရမှာဆိုတော့သူတော်မှသူလက်တက်တီရှိရှိ PDF ထဲဝင်သွားတယ်ဟုတ်လားနောက်ဆုံးအမြင်မှန်ရလို့တက်တီရှိရှိနဲ့အလင်းဝင်လာတယ်တက်တီရှိရှိနဲ့ရင်ဆိုင်မှာပေါ့အတဘောကပဲလေမဆန်းဘူးတက်တီရှိနဲ့ရင်ဆိုင်မှာပဲဘာကြောင့် PDF ဘာကြောင့်ဆံမှာမလို့တာဟုတ်လားအဲ့တော့အလင်းဝင်လာတဲ့လူတိုင်းဦးစင်းတို့ကကြိုးဆိုတယ်နှွေးထွေးစွာလည်းကြိုးဆိုတယ်နှွေးထွေးစွာနှွေးထွေးမှုလည်းပေးတယ်ကူညီစရာရှိရင်လည်းကူညီပေးမယ်ဒါဦးစင်းရဲ့ဆုံးဖြတ်ချက်ပေါ့နော်ဆုံးဖြတ်ချက်ပေါ့အဲ့တော့ဟိုဘက်ကညီပိတ်အုပ်စုပြောချင်တာကတော့အလင်းဝင်တာကအတုလားအစ်စ်လားသိကျင်တယ်ဆိုရင်နှထိုးကြီး6ရောက်မှာဒဏ်ရာ2ချက်ထိထားတဲ့အောင်စိုးကိုမေးပါလို့ပောက်ကိုတော်ကနေမှဒါပြောချင်တယ်ပေါ့နော်နောက်တစ်ချက်ကခင်ဗျားတို့တိုက်ကားပါဆိုလားဟုတ်လားငင်းကြံကဘာကြဆိုလားဖွေကြဆိုလားတော့မတည်ဘူးပေါ့ဗျာဒီလူကဆန္ဒပြခြင်းနဲ့ဘောနော်သူစစ်မတိုက်ဖဲနဲ့စစ်မတိုက်ဖဲနဲ့နှထိုးဟိုမိုးကုတ်ဘက်ကိုစစ်ကူဆိုပြီးမှအကြောင်းပြပြီးမှထွက်သွားတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးလဲဒီ PDF ထောက်ခံတဲ့လူတွေကပေါ့